မင်္ဂလာပါရှင်မစများကျမ်းမာချမ်းသာပြီးတော့လိုဝင်စင်တာတွေပြေဝကြပါစေကဲကျွန်တော်တို့စနေရက်နေ့အတွက်ထပ်ပြီးတော့ဒုတိယချွေကဲ့ရဲ့အပူသို့မဟုတ်ဘိုင်ဆိုင်ထပ်ပြီးတော့ကြာပါတယ်ဗျကုံခဲ့တဲ့ဘက်ကလည်းကျွန်တော်နှစ်ပတ်ဒီလိုဆိုင်မျိုးကြာတယ်ကုံခဲ့တဲ့ဘက်ကလည်းနှစ်ရက်စတိုင်းဒီလိုဆိုင်မျိုးကြာတယ်စတိုင်းကိုကျွန်တော်တို့ဒီဆိုင်မျိုးကအောက်တော့ပါတယ်ဗျကဲအခုပတ်လည်းကျွန်တော်တို့ဒီနေ့ကလည်းကျွန်တော်စစ်တရက်နေ့မှာလည်းကျွန်တော်တို့အပူသို့မဟုတ်ချစ်ပိုင်အနေနဲ့ထွက်တော့တယ်ဘိုင်အနေနဲ့ထွက်တော့တယ်ကဲဒီနေ့ကစစ်တရက်နေ့ကကြာတော့ကျွန်တော်တို့ဒီအပူသို့မဟုတ်နှိမ့်ပါဗျနော်ကွန်ခရက်ဘက်ကတော့2ရက်ဆက်တိုက်ကြာတာ2ရက်ဆက်တိုက်ကိုအောက်တယ်ဒီဘက်ကလည်းကျွန်တော်2ရက်ဆက်တိုက်ဒီနေ့ဆိုရင်ဒုတိယအကျဉ်းအပူသို့မဟုတ်ဘိုင်ဆိုင်ကြာတယ်အဲ့ဒါလေးကိုကျွန်တော်ကြိုပြီးတော့ပြောတာဖြစ်တယ်အပူအနေနဲ့အားကောက်တဲ့အကွက်တွေနှစ်ပိုင်းအနေနဲ့အားကောက်တဲ့အကွက်တွေကိုဒီနေရာမှာထည့်ပြီးတော့ရေးပေးမယ်ပြီးရင်ကျွန်တော် main အကောက်ဆုံး9ခွက်ထုတ်ပေးမှာဖြစ်ပါတယ်ဟုတ်ပြီနော်ကဲနောက်တစ်ခုရှိတာကဒီအပတ်နော်9ရက်ကနေ13ရက်နေ့ဒီတပတ်တာမှာကနန်း10လုံးထွက်မှာဖြစ်ပါတယ်ဒီအပတ်နော်လုံးဝပျောက်ကနန်းမရှိပါဘူးဗျာဒီနေ့ဒီအပတ်နော်ပျောက်ကနန်းမရှိပါဘူးဒီအပတ်ကနေကနန်း10လုံးအပြည့်ကိုထွက်မယ်ကြံတဲ့ကနန်းမရှိဘူးဒီဘက်နော်ဒါကြောင့်ဟောဆွေများကြံတဲ့ကနန်းနှလုံးထဲကကိုယ့်ရဲ့အကြိုက်တစ်လုံးကိုကြံတဲ့2ရက်မှာအသုံးပြုလို့ရပါတယ်ထွက်မှာဖြစ်ပါတယ်ဟုတ်ပြီနော်ဒီတော့ဆိုရင်မဆွေများအကုန်လုံးနားလေသဘောပေါက်မေလို့ထင်ပါတယ်ကဲဒါဆိုရင်ကျွန်တော်စနေရက်နေ့မှာခိုင်စီအထိကီးရဲ့ bright ရဲ့အတွဲပုံစံနဲ့ကျွန်တော်တို့ဒီမှာကျွန်တော်ရဲ့အပူသို့မဟုတ်နှစ်ပိုင်းကနော်နှစ်ပိုင်းကဒုတိယအကြိမ်မြောက်ကြာပြီပထမအကြိမ်ကမနေ့ကတော့အောက်တော့ပြီဗျာနော်ဒီနေရာမှာအကွက်တဲ့ကတော့ကျွန်တော်တို့စင်9ခွက်ရတယ်ဗျအတွဲပုံစံထဲမှာနော်ဒီစင်9ခွက်ထဲမှာသူများနဲ့ပတ်သက်လို့9ခွက်ရေဒါနဲ့ပတ်သက်လို့9ခွက်ရေဒါနဲ့ပတ်သက်လို့9ခွက်ဆိုစင်9ခွက်ရှိတယ်ကိုကစင်9ခွက်လုံးကိုမကစားရှင်ဘူးဟုတ်ပြီနော်ကိုကသူမြောက်ကိုကြာရင်သူများနဲ့ပတ်သက်လို့ပဲဒီ9ခွက်ပဲတင်ပါဗျာနော်အကုန်လုံးကို6ပြီးတော့လုပ်ကြမလို့ဘူးဗျာနော်ကျွန်တော်ရေပေးထားတဲ့ပုံစံကိုနားလေသဘောပေါက်ပြီလို့ထင်ပါတယ်9နဲ့ကြာရင်9နဲ့ပတ်သက်လို့ဒီ9ခွက်ကိုပဲလုပ်ဖို့အဲ့လိုပဲလုပ်ပါနော်စင်9ခွက်လုံးကတော့အကုန်လုံးကိုမကစားကြပါနဲ့ဒီထက်ကပဲထပ်ပြီးတော့ကျွန်တော် main ခွက်တွေထောက်လိုက်တဲ့အချိန်မှာ main ခွက်ဘယ်နှခွက်ရလဲဆိုရင်ဒီမှာဒီနေရာမှာဆိုရင်အကုန်လုံးဟိုရောနေမှာဆိုလို့နော်ကျွန်တော်ဒီနေရာကနေတခါတည်းဒီနေရာမှာ main ခွက်အနေနဲ့ထည့်ပေးမယ်ဒါလေးကိုပုံလေးတွေသိမ့်မယ်ဆိုရင်သိမ့်ထားကြပါထိုင်စီတဲ့အထီတဲ့ key ရဲ့ bright တွေယူမယ်မိုက်ဆွေများဒါကိုသိမ့်ထားလို့ရပါတယ်ပုံလေးတွေရိုက်မယ်ဆိုရင်ရိုက်ထားကြပါနော်ကဲဒါဆိုရင်ကျွန်တော်ဒီအထဲကပဲဒီစင်9ခွက်ထဲကပဲကျွန်တော် main ခွက်ထပ်ပြီးတော့ထုတ်ပေးမယ်ဒါအရှင်တွေလည်းအများကြီးမကုံရအောင်တခါတည်းကျွန်တော်ရေးပြီးတော့ထုတ်ပြပေးတာပြီးမှပဲကျွန်တော်ထပ်ပြီးတော့ရှင်းပြပေးတာဖြစ်တယ်ကဲကျွန်တော် main ခွက်အနေနဲ့နော် main ခွက်အနေနဲ့တခါတည်းကျွန်တော်ရေးပေးမယ်ကဲ main 9ခွက်ဖြစ်ပါတယ်ဟုတ်ပြီနော်ခုနကဒီစင်9ခွက်ထဲကဗျာနော်ဒီစင်9ခွက်ထဲက main 9ခွက်ကိုရွေးပြီးတော့ထုတ်ပေးတာဖြစ်ပါတယ်ဒီထဲမှာဆိုရင်သူမြ3ရဲ့နောက်ပြီးတော့သူမြ2ရဲ့ဒီမှာဒီထဲကပဲကျွန်တော် main ခွက်ကိုထပ်ပြီးတော့အကွက်တွေရွေးချယ်ပြီးတော့ပေးတာဖြစ်တယ် main 9ခွက်ဖြစ်ပါတယ်ကဲနှစ်ပိုင်းနဲ့ပတ်သက်လို့မိုက်ဆွေများနော်နှစ်ပိုင်းနဲ့ပတ်သက်လို့ဒီမှာပါတာဆိုရင်နှစ်ပိုင်းနဲ့ဆိုရင်ဒီ3ခွက်ပါပါတယ်ဗျနှစ်ပိုင်းကိုအကုန်လုံး16ခွက်လုံးကိုမလုတ်ချင်တဲ့သူတွေကတော့ဒီ3ခွက်ကို maintain လို့ရပါတယ်နော်အဲ့တိုင်းပဲ
ကဲကျွန်တော်တို့အပူးကတော့ဘယ်ကွက်တယ်လာနိုင်လဲဆိုရင်ကျွန်တော်တို့ချွေကဲကြီး2မှာနော်ချွေကဲကြီး2မှာအပူးကအခွေရှိတယ်ဥပအခွေဖြစ်တယ်ဒီအခွေကကျွန်တော်တို့မနေ့ဖင်လေး2ပိုင်လေးရှိတယ်ဟုတ်ပြီနော်ပြီးတော့ခုနကကျွန်တော်ပြောသလိုမျိုးဒီမှာဒီတစ်ပတ်လုံးမှာကျွန်တော်တို့ကဏ္ဍ10လုံးအပြည့်ကိုထွက်မယ်ပျောက်ကဏ္ဍကြံတဲ့ကဏ္ဍမရှိနိုင်ဘူးအကုန်လုံးထွက်မှာဖြစ်တဲ့အတွက်ကြောင့်ဒီပူပအခွေနဲ့လည်းတော်တော်လေးကိုက်ညီနေတဲ့အတွက်ကြောင့်မဆွေများပူပအခွေကမနေ့ဖင်အားကောက်ပါတယ်ဗျနော်ပူပအခွေအားကောက်တယ်ပူပအခွေအားကောက်ပါတယ်ပူပအခွေလုံးနေကြတဲ့မဆွေများအားတင်ပြီးတော့မနေ့ပြန်ကစားကြပါအပူးနဲ့ဆိုရင်ကျွန်တော်ဒီထဲကပဲကျွန်တော်တို့ထုတ်ယူရမှာဖြစ်ပါတယ်ပေးပြီးသားအကွက်တွေကပဲကျွန်တော်ထပ်ပြီးတော့ထုတ်ပေးတာနော်ထပ်ပြီးတော့ခဏအစ်စ်တွေထပ်ပြီးတော့ထုတ်တာမဟုတ်ဘူးကျွန်တော်အားကောက်တဲ့ကိုပေးထားတဲ့ဟာတွေထဲမှာဘယ်ဟာအားကောက်လဲဆိုတာကိုဆွဲပြီးတော့ထုတ်ပြီးတော့မဆွေများကိုမျှဝေပေးတာဖြစ်ပါတယ်ဒါဆိုရင်အကွက်တွေကလည်းမဆွေတို့ပြောသလိုမျိုးမများပါဘူးဗျနော်နောက်ကြတာပဲရှိတယ်ဒီအပတ်ကတော့နောက်ကျနေတယ်အခွေကတော့နောက်ကျနေတယ်နော်ဒါကြောင့်မဆွေများကဏ္ဍ10လုံးထွက်မယ်စိုက်မပူနဲ့နော်2နဲ့3ကလည်းအကုန်လုံးထွက်မှာဖြစ်ပါတယ်နော်ဒါကြောင့်အားတင်းပြီးတော့ကစားကြပါကဲအပူကြရင်ဒီအခွေကနေအပူမိန်တန်ပါနှစ်ပါကြရင်နှစ်နဲ့ပတ်သက်လို့နှစ်3နှစ်သူများနှစ်5ရဲ့ဒီမှာကလည်းနှစ်နဲ့ပတ်သက်လို့ဒီမှာ2ကွက်ပါပြီးသားဖြစ်တဲ့ main ကွက်ထဲမှာနော်ဒီတစ်ကွက်ပဲမပါတာနှစ်နဲ့ပတ်သက်လို့ဒီ2ကွက်ကလည်းအခွေထဲမှာပါပြီးသားဖြစ်တယ်သူများ3ကလည်းဒီအခွေထဲမှာပါပြီးသားဖြစ်တယ်ဒါကြောင့်အခွေကလည်းတော်တော်လေးပြည့်စုံနေတယ်မနေ့ပြန်စနေရက်နဲ့မနေ့ညမှာတော်တော်လေးအားကောက်ပါတယ်ဗျဟုတ်ပြီနော်နှစ်နဲ့ပတ်သက်လို့ဒီမှာဖြစ်ပါတယ်ကဲပုံလေးနဲ့သိမ့်မယ်ဆိုရင်သိမ်းထားကြပါဗျဒါလေးကိုမမေ့နဲ့နော်ဒီအပတ်နော်9ရက်ကနေ13ရက်နေ့နော်ကဏ္ဍ10လုံးအပြည့်ကိုထွက်မယ်စိုက်ချစောကစားကြပါကဲပုံလေးသိမ့်မယ်ဆိုရင်သိမ်းထားကြပါ